ပြောပြီလုံးနေတယ်ပြောနေရလိုက်တဲ့စကားညီတို့မဟုတ်တော့ဘူးအင်တာဗျူးရုပ်ရှင်ကြောင်းတခုမှပါဘူးငါတို့မိမရောက်တဲ့ကိစ္စတွေပဲလာမင်းနေဘူးရှာမှာလားတိတ်ဝေးရှာနေသမီးဥရွေတဲ့နဲ့ဖွင့်ပြီလာတော့ကြပါညမစမိမတောင်းနေလို့ချင်လာတယ်အဲ့ချင်လာတယ်လားတခါဝင်တော့တင်ပါလားချစ်ခင်ချင်းလားကလေးလေးဝင်လာမလားရပါလေဟုတ်တယ်ရန်တဲလမလေးကချောနေတာရဲချောနေလိုက်တယ်နမနဲ့လိုက်ဟုတ်နော်တက်စီအားလည်းတည်ရကောင်းများတာကောင်းတယ်ကလေးလိုပဲနေကြသူကလူကလည်းကြီးပဲအဲ့လိုစားရရှိတယ်ဦးသားစားလို့ရလားဒီကွန်သားအားစားလို့ရလားအဲ့လိုပဲကလေးလိုနေတမီးရတခါကြလို့ရှိရင်ယောက်ျားဆန်လေးကြအာပြီးပြီနော်ဖဲရဲဖိုက်တာနော်အကောင်ပြောင်းသွားမှဖြစ်တာအကောင်ပြောင်းမှဖြစ်တယ်တူတော့ပါတယ်ဗျာတကောင်ချက်လာကြတစ်ချက်လုံးသွားတာဟုတ်တယ်နော်ဒီကဖွင့်မယ်ဘောလေအဲ့ဒါကိုစောရှိမှတက်လိုက်ရင်ပြီးပြီလေကျွန်တော်ရဲ့ဆရာဦးဆောင်ခန်းချက်ကတူပဲလေငါတကယ်တော့တက်မလားအဲ့တော့ကိုလည်းကိုလိုမဟုတ်တဲ့လူဆိုမပေါအောင်ကိုသိခါကြလေနောက်မှဆိုလို့ရှိရင်ကိုကြီးကပြောခါနေရမှာတစ်ခွက်လုံးလေလူပဲရွေးပေါင်းတာအခုကျွန်တော်တို့ဒီ Lady Grace မနန်းနဲ့မို့သူမျိုးသားကိုမျိုးဆိုလဲသူလည်းခိုင်းချုပ်ပဲသူလည်းကြောက်ရတာအဲ့လိုကြောက်တဲ့လူတွေပဲရွေးပေါင်းတယ်မကြောက်တဲ့ကောင်တွေမပေါအောင်ကိုပြောခံမှာတားနေနော်ဒီကောင်တော့တားလေကြောက်လိုက်ပဲကြောက်နေတာပါတော့လေပြောင်းတော့ဘလို့ကာကွယ်ရမလဲဆိုတော့မတိုင်မင်ရေဖြစ်နေတာအဲ့လိုတိုင်မင်လေးသတင်းပေါက်ကြပါလောက်ကန်ပါလေယောက်ျားလေးမင်းနဲ့မိန်းကလေးမရပါနော်သမီးတို့မိန်းကလေးတွေမေးစရာမလိုဘူးသမီးတို့မိန်းကလေးတွေရတယ်လေတကြောင်နဲ့ထွက်လာတဲ့လူတွေလိုပဲဒီပညာဒီ line ကွက်တွေပဲအကုန်လုံးကသမီးတို့ကမားတယ်ဆိုခဲ့ရင်တော့မိန်းမတွေမားတာပေါက်သွားရင်မှန်တယ်ဒီကားဆိုရင်ဒါကျွန်တော်တို့ရဲ့ lucky 7ကဒါပဲ event စီစဉ်တာနော်ကျွန်တော်တို့ရိုက်တဲ့ director မပြောနဲ့ producer လည်းအဲ့တိုင်းပဲကိုရင်ဟုတ်တယ်မကိုရင်ဟုတ်လားမဟုတ်လားပြောမိမကြောက်လားမကြောက်လားပြောဟမ်ဟုတ်တယ်ဒါအခုတော့တူရည်စုတာကျွန်တော်ကောင်းပါရဲ့အဲ့လိုမလိုကောင်းနဲ့ယောက်ျားလေးအကုန်လုံးမိမကိုလို့ချစ်ပေးပြီးတော့အဲ့လိုမျိုးအလိုလိုက်ပေးရဆိုတာဒါယောက်ျားကောင်းယောက်ျားမြတ်မလေးငါတို့ကသူတို့တခုလုံးမယောက်ျားကောင်းတော့ဘူးကွာမလေးချုပ်ချက်ကတမီးရေတော့ကောင်းတယ်ချုပ်ချက်ကောင်းနေတာပေါ်ထူးတင်တန်းတခုတွေကဆင်းထားတဲ့သူတွေလိုပဲနော်တမီးလိုက်မှာတမီးလာပို့ချတယ်ကောင်းတယ်ပေါ့ခုနကအိမ်မှာကျွန်တော်ဆွေရသွားလို့ပြန်လာတဲ့အချိန်မှာမိမဟင်းချက်ထားပါတော့ဟင်းချက်ထားသူဟင်းချက်ထားတာလည်းဖုန်းလမ်းဆက်ပြီးပြောရချပြန်မလာသေးဘူးလားပြန်လာပြီလို့ဆိုကျွန်တော်လည်းအိမ်ရောက်တာနဲ့လို့အေးစစ်လေးလမ်းလျှောက်အိမ်ထဲဝင်လာပါတကယ်ကဘာပြောလို့ဆိုမိမဟင်းချက်ထားတာဖြည်းဖြည်းချင်းလျှောက်ပြီးဝင်လာတယ်စားမှာကြောက်နေလို့ပြောတာအမေဆိုပျော်ပြီးဝင်လာမှာမင်းမလေးပါလက်ဆောင်နေအဲ့လိုပြန်အဲ့ဒါစိတ်မကောင်း sorry ပါကျွန်တော်လည်းတကွက်လိုပါမထိန်ပါဘူးပုံမှန်လေးပဲအလောက်ကပြန်လာတယ်လည်းအိမ်ကိုအေးဆေးပဲဝင်လာစားမှာကြောက်နေရလဲပါပါစိတ်ခံစားမှုကလည်းရှိသေးတယ်ဒါနဲ့တက်တက်ရဟင်းချက်ကောင်းကောင်းတော့မသိသူ့အမြန်ဟင်းချက်ငွေလိုရရလေဟင်းချက်တော့ကောင်းနေကြလားအခုလည်းအမေရလေဒါခုနကအိမ်တော်မရှိဘူးဆိုရင်နေရတော့သူလည်းညားပြတယ်ငွေလိုရရအရင်ချက်တော့အမတွေ့ဟင်းချက်တွေ့တယ်ငါ့နောက်တာတော့အမမရမ်းပြလေးလုပ်ပဲကျုံလုံးလမ်းပူစားလိုက်မျိုးသမီးကဟင်းချက်တာတော့မပြောနဲ့လက်ဖက်တုတ်တာနဲ့စပြောလိုက်အောင်လောကခဏဝင်မယ်သမီးတော့ပြောဘူးလေသမီးမမှတ်မိဘူးလားမမှတ်ဘူးတော့ပွဲတော့ကြတယ်ပွဲတော့ကြည့်တာအဲ့တော့ပွဲလိုက်ကြည့်တဲ့အချိန်ပွဲလိုက်ကြည့်တဲ့အချိန်မှာသူကအားလုံးကနေမှလက်ဖက်တွေခမင်းတွေပါနေအားကလည်းဗျာဘူးတွေပါနေပေါ့ချစ်တော်ရနဲ့ဖောက်ရနဲ့လက်ဖက်ကလေးကောက်မိလိုက်တစုံဟုတ်တယ်ဒီလိုလက်ဖက်စလုံးဆိုနေနေဟဲ့လက်ဖက်တော့စလုံးမထည့်အောင်လားအဲ့မာရီကအခုချိန်ဒီသူဘာမှမချက်ခိုင်းတော့ပြီးသွားတယ်မှာဟုတ်တယ်တော့ထည့်လိုက်တယ်ရှင်းနေနော်အဲ့ကမျိုးကစာလိုက်တာဟဲ့လက်ဖက်တော့မစလုံးမထည့်အောင်လားကျက်တူကဘာပြောလဲပြောစရာစကလုံးမရှိဟမ်ဟုတ်ပါဘူးသူယူသားတာပါသမီးကလည်းစဉ်းစားမိတာအော်လုံးတယ်နော်လို့ဘုမလိုက်ရလို့ရှစ်တင်မှာဆိုရှစ်တင်စာထွေးကြဖို့ဆိုတင်းနေလိုက်ရတယ်ပဲဆိုပြီးပြောရမလို့ပြီးတော့စမင်းမဆိုချင်တာစမင်းမတော့ခရရှိတယ်အဲ့ပြန်ပိတ်တာလားစမင်းမတော့ခရရှိတယ်ခရတက်ချက်ပြေးနေရလေ
အိမ်မှာမအားတဲ့အချိန်တော့ပဲသူမချက်တယ်အိမ်ကတော့အားရတယ်လည်းခုနချက်တယ်စားကြလို့လား အဲ့လာတယ်လေလာ တ တယ် မီးကဘာစိတ်ကူးရင်ဘာညလင်း ဒါဆိုရင်တော့ကာဘယ်လိုခေါင်းလဲဆိုခမင်းနေတာချက်ကြည့်ရတာချက်ကြည့်ရကြတာပါ ကြောက်လို့ပါလို့ခဏခါပြောလေ ကြားချင်တာ မလိန်ချင်ဘူးမလိန်ချင်ဘူးလေ ဟုတ်မိမရအဲ့လိုကြားချင်တာအဲ့ဒါမေးပြီးနေဟုတ်တယ်နော်ဒီမှာ အာချစ်လို့ပါချစ်လို့ ကျွန်တော်တခုမေးကြအောင်နော်မိန်းကလေးတက်ကအဲ့လိုသူတို့အပေါ်မှာကြောက်တာချစ်တာအရင်ရေးကြည့် ကြောက်တာမလို့ချင်းချစ်တာပဲလို့ချင် အဲ့တော့ကျွန်တော်ရှိုးပဲသွားလို့ရှိရင်လည်းတချို့ပြိတ္တတွေကလည်း ဆိုမင်းကတော့ မင်းတော့ကြောက်တာမင်းတော့ချစ် အဲ့ဒါမနာနာပြော အဲ့လိုလေကြောက်တာကျွန်တော်လည်းအဲ့လိုမိုင်းနေတယ်ပြန်ပြော အဲ့ဒါကောင်းတယ်လေတာအေးတော့ရမဖြစ်တော့ဘူး အဲ့လိုတော့မမေးပါ ဘု ဘူး ဘယ်မင်းနဲ့ဒုက္ခအောင်အဲ့ဒါပြောပြီ လောက်ခံတယ် ပြောနေရနိုင်တဲ့စကားညီတို့မဟုတ်တော့ဘူးအင်တာဗျူးရုပ်ရှင်ကြောင်တခုမှပါဘူးငါတို့မိမရောက်တဲ့ကိစ္စတွေပဲလာမင်းနဲ့တာမလားတိတ်ဝေးရောင်နေသမီးဥရွေတင်းနေဖွင့်ပြီလာတော့ကြပါညမစမိမတောင်နီးလို့ချင်ပါ အဲ့ချင်တာ